ယနေ့မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာဆိုတဲ့သဘောတရားတွေကိုအခြေခံအားဖြင့်ဟောကြားမှာဖြစ်တဲ့အတွက်တရားဟောတရားနာဖြစ်ကြကုန်သောယဟန်ရှင်ဤပရိသတ်အပေါင်းတို့သည်တရားပိုင်ရှင်ဖြစ်တော်မူသောမဟာကရုဏာသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလက်အောက်ချီးမူပြီးတော့အရဟံစဘဂဝါအဆုံးဘဝချုံညဂုဏ်တော်ကုဝနှင့်ပြည့်စုံတော်မူသောတရားပိုင်ရှင်ဖြစ်တော်မူသောမဟာကရုဏာသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားမိမိတို့ရဲ့စိတ်ထက်မှာအာယုံယူပြီးလို့ရှိရင်ကျေးဇူးကြီးမြတ်တဲ့အလုံးသောပုဂ္ဂိုလ်အပေါင်းတို့အားကာယဝစီမနှွန်ချီသုံးတီတော်ရပနာမဖြင့်သုံးပါးပြောင်းပြော့မန်ကိုလျှော့၍ကြောကြပါစို့ဖယားရှင်မန္တမြအနန္တတို့ဤဖယားရှင်မန္တမြအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်တရားတော်မန္တမြအနန္တတို့ဤတရားတော်မန္တမြအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်သံဃာတော်မန္တမြအနန္တတို့ဤသံဃာတော်မန္တမြအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်အမိအဘမန္တမြအနန္တတို့ဤအမိအဘမန္တမြအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်ဆရာသမားမန္တမြအနန္တတို့ဤဆရာသမားမန္တမြအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်အသက်အရွယ်ကြီးရသောအသက်အရွယ်ကြီးရသောပုဂ္ဂိုလ်မန္တမြပုဂ္ဂိုလ်မန္တမြအနန္တတို့ဤအနန္တတို့ဂုဏ်တော်ကျေးဇူးတော်ဂုဏ်တော်ကျေးဇူးတော်အကျင့်သိက္ခာကျင့်သိက္ခာကြီးမြတ်တော်မူသောကြီးမြတ်တော်မူသောပုဂ္ဂိုလ်မန္တမြပုဂ္ဂိုလ်မန္တမြအနန္တတို့ဤအနန္တတို့ဂုဏ်တော်ကျေးဇူးတော်တို့ကိုဂုဏ်တော်ကျေးဇူးတော်တို့ကိုဖယားတပည့်တော်တို့သည်ဖယားတပည့်တော်တို့သည်ယုတိမြတ်နုယုတိမြတ်နုလက်ဆုံးမူ၍လက်ဆုံးမူ၍ရှိခိုးကြောပါ၏အရှင်ဖယားရှိခိုးကြောပါ၏ရှင်ဖယားသာဓုသာဓုသာဓုပါဖယားယနေ့ဟောကြားပြသမယ်မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာတရားတော်ကိုအဘိဓမ္မာကထာမေကံဒေဝနံတမ္ပံဝတ္တိလို့အဘိဓမ္မာဒေသနာတော်ရဲ့အဖွင့်နိဒာမှာအဘိဓမ္မာဆိုတဲ့တရားတော်ကိုသူလောကမျက်ရှိတပ္ပိညုတအဉာဏ်တော်ကိုရရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လူပြည်တွေမကနတ်ပြည်သူဆက်သွားပြီလို့ရှိရင်ကျေးဇူးကြီးမြတ်တဲ့မိခင်ဖြစ်တဲ့မေရောမိနတ္တအားကျေးဇူးဆက်တော်အပြင်ဟောကြားတဲ့ဒေသနာတော်ထဲကနေပြီးတော့အဘိဓမ္မာရဲ့အခြေခံဖြစ်တဲ့ပရမတ္ထတရား၄ပါးဆိုတဲ့ဗုဒ္ဓရဲ့ဟောကြားတဲ့ပရမတ္ထတရား၄ပါးကိုဗုဒ္ဓဘာသာနဲ့ဖြစ်ကြကုန်သောမြမပြည်သူပြည်သားမြမအများအလွယ်တကူသိရှိနားလည်ဖို့ရအတွက်ယနေ့ဗုဒ္ဓရဲ့အဘိဓမ္မာရဲ့အခြေခံသဘောတရားဖြစ်တဲ့ပရမတ္ထတရား၄ပါးကိုဟောကြားပြသမှာဖြစ်ပါတယ်ပရမတ္ထတရားဆိုတာပရမောဥတ္တမော
ပါရမတ်ထောပါရမောဥတ္တမောအထောပါရမတ်ထောဆိုတဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်မြတ်ကိုဝိဇုဝဆနပြုအပ်တဲ့ဆရာတော်သခင်ကျေးဇူးရှင်များပရမတ္ထတရားဆိုတာမြတ်သောအတဲ့သဘောရှိတဲ့တရားတော်ကိုပရမတ္ထတရားလို့စာပေရဲ့အစုအမိတ်အားဖြင့်ရှိသောဆရာတော်ဘုရားကြီးများရဲ့အမိန့်မှာအပ်တဲ့ဒေသနာတော်တရားစကားတော်တရားဖြစ်ပါတယ်ဂံဘီရောဥတ္တမောအထောပရမတ်ထောခက်ခဲနေနေတာတဲ့ဒေသနာညာအစွမ်းဖြင့်မြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ဒေသနာတော်ဖြစ်ခြင်းကြောင့်လေပရမတ်ထတို့ခေါ်တယ်လို့စာပေရဲ့အပြတ်တနုဖွင့်ဆိုအပ်တဲ့ဒေသနာတော်အရာပရမတ္ထတရားဆိုတာမြတ်သောအနေသဘောကြောင့်ပရမတ္ထနည်းနည်းသောအနေသဘောကြောင့်ပရမတ္ထလို့ရှိဆရာတော်ဘုရားများသုံးနှုန်းပြီးလို့ရှိရင်စာပေဟောဟာရအဖြစ်ဟောကြားတဲ့ဒေသနာတော်မှာအဘိဓမ္မာရဲ့အခြေခံဖြစ်တဲ့ပရမတ္ထတရား၄ပါးဆိုတာပရမတ္ထတရား၄ပါးလို့ပဲတို့မြန်မာလူမျိုးများလောကုတ္တရာစာပေဖြစ်တဲ့အဘိဓမ္မာတရားကိုသင်ယူတဲ့အချိန်မှာပရမတ္ထတရားဘယ်နှပါးရှိလဲလို့ကြားဖူးကြတယ်ပရမတ္ထတရား၄ပါးရှိတယ်လို့ဘုရားဘာသာများကြားဖူးကြတယ်ဒါကြောင့်အလုံးလိုက်ဆိုလိုက်စမ်းပါပရမတ္ထတရား၄ပါးရှိပါသည်ပရမတ္ထတရား၄ပါးရှိပါသည်၄ပါးဟူသောကစိတ်စေတသိက်ယုတ်နိဗ္ဗာန်အာဖြင့်ပရမတ္ထတရား၄ပါးရှိပါသည်ပရမတ္ထတရား၄ပါးရှိပါသည်၄ပါးဟူသောကစိတ်စေတသိက်ယုတ်နိဗ္ဗာန်အာဖြင့်ပရမတ္ထတရား၄ပါးရှိပါသည်ဗုဒ္ဓရဲ့အဘိဓမ္မာတရားရဲ့အခြေခံဖြစ်တဲ့ပရမတ္ထတရား၄ပါးဆိုတာလူသားတိုင်းမှာရှိတဲ့စိတ်ဆိုတဲ့ပရမတ္ထတရားစေတသိက်ဆိုတဲ့ပရမတ္ထတရားယုတ်ဆိုတဲ့ပရမတ္ထတရားနိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရားပရမတ္ထတရားဆိုတာ၄ပါးရှိတယ်ဆိုတာဘုန်းဘုန်းတို့စာပေရဲ့ခေါ်ကြားမှုစာပေရဲ့သင်ကြားမှုဖြစ်တဲ့ဘုန်းဘုန်းတို့ဒေသနာစကားအရာပရမတ္ထတရား၄ပါးဆိုတာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတဲ့ဒီတရား၄ပါးဟာပရမတ္ထတရား၄ပါးလို့ခေါ်ပါတယ်အဲ့ဒီပရမတ္ထတရား၄ပါးဟာအဘိဓမ္မာဖြစ်တဲ့အတွက်ကြောင့်အဘိဓမ္မာဆိုတာသဘောတရားကိုဆိုပါတယ်အဘိဓမ္မာဆိုတာဘာလို့ဆိုတာပါလဲသဘောတရားအဲ့ဒီသဘောတရားဖြစ်တဲ့အဘိဓမ္မာနယ်ပယ်မှာတရားရှိမှတ်ဖို့ရအတွက်မြတ်ဗုဒ္ဓရဲ့သာသနာနဲ့တွေ့ကြုံတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာနယ်ဝင်သူတော်စင်များဟာဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့သီလသမာဓိပညာတည်ယူသောတိက္ခာတုတ်ရပฏิပတ်အကျင့်များဖြင့်မိမိရဲ့ခန္ဓာကိုယ်မှာပြည့်စုံပြီးလို့ရှိရင်လောကုတ္တရာပฏิပတ်အကျင့်များနဲ့ပြည့်စုံတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာတိုင်းလူလားတောင်းတနော်တောင်းစုကိုတဖွာဖွာတောင်းစုဆိုနေတဲ့နိဗ္ဗာန်ဆိုတဲ့တရားတော်များဟာလည်းဒီပရမတ္ထတရား၄ပါးထဲမှာတပါးအပါဝင်ဖြစ်ပါတယ်ဒါကြောင့်ဘုန်းတို့ဒီပရမတ္ထတရားဆိုတဲ့အဘိဓမ္မာဆိုတဲ့သဘောတရားကိုလောကဝဟာရအဖြစ်ကြဲကြဲပြပြပြောဆိုကြမယ်ဆိုလို့ရှိရင်ကမ္ဘာလူသားအားလုံးမှာယုံနာဆိုတဲ့ဒီခန္ဓာရှိကြတယ်အဲယုံနာဆိုတဲ့ခန္ဓာရှိကြတဲ့
ကမ္ဘာလူသားအလုံးမှာစိတ်စေတသိက်ရောက်နိဗ္ဗာန်ဆိုတာဒီပရမတ္ထတရား၄ပါးလူသားတိုင်းမှာအထင်အရှားရှိပါတယ်ဒါကြောင့်ပရမတ္ထတရား၄ပါးဆိုတာအလုံးလိုက်ဆိုလိုက်စမ်းပါခန္ဓာရှိသောလူသားတိုင်းအမှန်တကယ်ရှိသောတရား၄ပါးရှိပါသည်ခန္ဓာရှိသောလူသားတိုင်းအမှန်တကယ်ရှိသောတရား၄ပါးဟုသောကစိတ်စေတသိက်ယုတ်နိဗ္ဗာန်အဖြစ်ပရမတ္ထတရား၄ပါးတို့သည်ခန္ဓာရှိသောလူသားတိုင်းအမှန်တကယ်ရှိသောတရား၄ပါးဖြစ်ပါသည်ဘုဘုံတို့ခန္ဓာရှိတဲ့ကမ္ဘာလူသားအလုံးမှာစိတ်ဆိုတဲ့ပရမတ္ထတရားစေတသိက်ဆိုတဲ့ပရမတ္ထတရားရုပ်ဆိုတဲ့ပရမတ္ထတရားနိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရားဆိုတဲ့ပရမတ္ထတရား၄ပါးလုံးခန္ဓာရှိတဲ့တတ္တဝါတိုင်းမှာမရှိဘူးလားရှိတယ်ဒါကြောင့်ဘုဘုံတို့တရားဆိုလို့ပြောလို့ရှိရင်စိတ်ဆိုတဲ့ဟာတရားစေတသိက်ဆိုတဲ့တရားနော်ရုပ်ဆိုတဲ့တရားနိဗ္ဗာန်ဆိုတဲ့တရားဘုဘုံတို့ခန္ဓာရှိတဲ့လူသားတိုင်းမှာဒီပရမတ္ထတရား၄ပါးဖြစ်တဲ့နော်ဒီစိတ်စေတသိက်ရုပ်တရားအမှန်တကယ်လူသားတိုင်းမှာမရှိနေဘူးလားရှိပါဘူးဒါကြောင့်ရှိသောပညာရှိနော်ဆရာတော်ဘုရားကြီးများနော်ရှိသောပညာရှိပုဂ္ဂိုလ်များတရားရှာဘယ်မှာရှာမယ်လဲခန္ဓာမှာရှာမယ်ခန္ဓာရှိတဲ့လူသားတိုင်းဟာတရားဆိုတာရှိပြီးသားနော်ခန္ဓာရှိတဲ့လူသားတိုင်းမှာဘာရှိပြီးသားလဲတရားရှိပြီးသားဘာတရားတွေရှိပြီးသားဖြစ်လဲစိတ်ဆိုတဲ့တရားရှိပြီးသားစေတသိက်ဆိုတဲ့တရားရှိပြီးသားရုပ်ဆိုတဲ့တရားရှိပြီးသားနိဗ္ဗာန်ဆိုတဲ့တရားရှိပြီးသားလို့ဘုံဘုံတို့နော်တို့အမိမြန်မာလူမျိုးများဖြစ်တဲ့ဘုရားဘာသာလူမျိုးများသည်ဗုဒ္ဓဘုရားရှင်ရဲ့ဟောကြားအပ်တဲ့အဘိဓမ္မာဒေသနာတော်မှာတကယ်ကိုခန္ဓာအရှိကိုဉာဏ်နဲ့သိပြီးတော့ခန္ဓာတရားကိုဉာဏ်နဲ့ပိုင်းခြားပြီးသိဖို့အတွက်ဒီပရမတ္ထတရားဆိုတဲ့ပရမတ္ထတရား၄ပါးဖြစ်တဲ့အခြေခံသဘောတရားလေးကိုဘုံဘုံတို့အမိမြန်မာလူမျိုးတိုင်းတရားရှာခန္ဓာမှာဆိုတဲ့အတိုင်းတရားဘယ်မှာရှာမယ်လဲကိုယ်ခန္ဓာမှာပဲကိုပြန်ရှာမယ်နော်တရားတိုင်းဘယ်မှာရှိလဲမိမိခန္ဓာမှာပဲရှိတယ်ဒါကြောင့်တရားဆိုတာခန္ဓာရဲ့အပြစ်ဘယ်မှာထွက်ရှာမှာလားမိမိရဲ့ခန္ဓာအတွင်းမှာရှာမှာလားမိမိရဲ့ခန္ဓာအတွင်းမှာရှာမယ်ဒါကြောင့်အဘိဓမ္မာဆိုတဲ့တရားတော်ဟာအတုအင်မတန်မှဘုဖို့တို့နုညံ့သိမ့်မွေးတဲ့သဘောတရားနော်ခက်ခဲနည်းနည်းတဲ့နှိမ့်ဆိုင်တဲ့တရားတော်ဖြစ်တဲ့အတွက်မြတ်ဗုဒ္ဓဘုရားရှင်ရဲ့လူသားဖြစ်တဲ့လူသားများကိုပဓာနာထားပြီးတော့သုံးလောကနိရှုတပ္ပိယတဉာဏ်တော်ရရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လူသုံးပါးတို့ရဲ့အထောက်အမြတ်ဖြစ်တဲ့နော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာလည်းလူသားဖြစ်တယ်လို့ဗုဒ္ဓဘုရားရှင်ကလည်းလူသားတွေကိုပဲအဓိကထားပြီးတော့ဒီအဘိဓမ္မာဒေသနာတော်ကိုနော်လူပြည်နာယဗြဟ္မပြည်အထက်ထမှာလူနဲ့ဗြဟ္မာတတ္တဝါအပေါင်းကိုဘုံလို့အဘိဓမ္မာဒေသနာကိုဟောကြားခဲ့ဘူးလားအဘိဓမ္မာဒေသနာကိုဘုံလို့ဟောကြားခဲ့တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဟောကြားခဲ့တဲ့အဘိဓမ္မာဒေသနာတော်သည်မြတ်ဗုဒ္ဓသည်မကရအတိုင်းသားဖြစ်တဲ့အတွက်ကြောင့်မကရဘာသာအားဖြင့်ဘုံတို့မြတ်စွာဘုရားဒေသနာတော်ကိုကြည်ကြည်ပြတ်ပြတ်ဟောကြားခဲ့တယ်ဘုံတို့ကအမိမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မကရဘာသာအားဖြင့်ဟောကြားထားတဲ့မြတ်ဗုဒ္ဓရဲ့တရားဒေသနာတော်ဖြစ်တဲ့ခက်ခဲတဲ့နည်းနည်းတဲ့အဘိဓမ္မာဆိုတဲ့တရားတော်တွေကိုအမိမြန်မာလူမျိုးတိုင်းသိရှိဖို့အတွက်အမိမြန်မာနိုင်ငံရဲ့သီ
ီလာဝန္တသမာဓိဝန္တပညာဝန္တနှင့်ပြည့်စုံတော်မူကြကုန်သောဆရာတော်ဘုရားကြီးများရဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်ကိုအစဉ်အဆက်နော်တေပုထမ်း၍ပြီးတော့ဆောင်ရွက်တော်မူကြတဲ့အတွက်ယနေ့ဘုရားဘာသာသာသနာတော်ကြီးဟာအမိမြန်မာနိုင်ငံရဲ့အမိမြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမဆိုတဲ့သာသနာတော်တရားနော်ကဘာတိနော်ကဘာမှာထင်ရှားရလာအောင်မြန်မာလူမျိုးနဲ့ဘုရားဘာသာနဲ့မြန်မာလူမျိုးဆိုတာဘုံတို့ယနေ့ကဘာမှာဘုံတို့ကဘာမှာရှိတဲ့လူသားတွေကဘုရားဘာသာတရားတော်နဲ့ပတ်သက်လာတော့အမိမြန်မာလူမျိုးတွေကိုအလေးနဲ့ထားပြီးတော့ဘာသာတရားအနေနဲ့အမိမြန်မာလူမျိုးတွေတန်ဖိုးမထားနေကြဘူးလားတန်ဖိုးထားနေကြတယ်ဘုန်းတော်ကြီးတို့နော်ဒါကြောင့်အဲ့ဒီကိုတိုင်းပြည်ကိုလူမျိုးကိုအမျိုးကိုဘာသာကိုသာသနာတည်မြတ်ဗုဒ္ဓရဲ့မေတ္တာတော်သွင်းမိလို့ရှိရင်မြတ်ဗုဒ္ဓရဲ့တရားတော်မြတ်ကိုကောင်းမြတ်တဲ့အစဉ်အလာပြထိတ်သိမ်းဆောင်ရှောက်တော်မူကြတဲ့ဆရာတော်ဘုရားကြီးများရဲ့အနန္တအကုန်တော်ကြီးစိုးတော်တွေကိုဘုန်းတော်ဟာနော်အမြင့်မြတ်ဆင်ခြင်နှလုံးသွင်းအပ်ပြီးလို့ရှိရင်ယနေ့မြင့်မောက်ဖြစ်မှာလူဖြစ်လာကြတဲ့တို့အမိမြန်မာလူမျိုးများကိုဘုန်းတို့ဗုဒ္ဓဘာသာယဟန်တော်တစ်ပါးအနေနဲ့ဆရာတော်ဘုရားကြီးများပခုံပြောင်းပြီးလို့ရှိရင်ယူဆောင်လာခဲ့တဲ့ဒီအဘိဓမ္မာတရားတွေကိုမြတ်စွာဘုရားရဲ့အလိုတော်ကြယဟန်တန်ဃာများဖြစ်တဲ့ဘုန်းများသိရှိသလိုဘုရားဘာသာသာသနာတော်မြတ်ကြီးကိုကြည်ညိုလေးစားပြီးလို့ရှိရင်ဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာจิตသုံးလို့ကြတဲ့တပည့်တွေကအပေါင်းတို့အားလဲနော်ဘုန်းတို့ကနေယနေ့ဗုဒ္ဓရဲ့တရားတော်ဖြစ်တဲ့အဘိဓမ္မာတရားရဲ့အခြေခံဖြစ်တဲ့ဘာလဲပရမတ္ထတရား၄ပါးအဲ့ဒီပရမတ္ထတရား၄ပါးကိုမြတ်ဗုဒ္ဓရဲ့အရှင်းလင်းဆုံးအလွယ်ကူဆုံးဖြစ်တဲ့နော်ဒေသနာဉာဏ်ကိုရရှိဖို့ရန်အတွက်ပရမတ္ထတရား၄ပါးကိုယနေ့ဟောကြားပြသပေးမှာဖြစ်ပါတယ်ဘုဟောကြားပြသပေးမယ်ပရမတ္ထတရား၄ပါးရဲ့အခြေခံသဘောတရားကိုမြတ်ဗုဒ္ဓစိတ်ဆိုတဲ့ဒီစိတ်လေးကလူတိုင်းမှာမရှိဘူးလားလူတိုင်းမှာရှိတဲ့ဒီစိတ်ဆိုတဲ့စိတ်လေးကိုဒီပဂရိမျက်လုံးနဲ့မြင်အောင်ကြည့်လို့ရလားမရဘူးနော်ရလားမရဘူးနော်ဒီစိတ်ကိုလည်းပဲဟောစိတ်ဆိုတဲ့စိတ်လေးဟောတူတူနေတယ်လို့တိုင်ပြလို့ရလားမရဘူးဘာကြောင့်လဲနှုညံ့တဲ့သဘောတိမ်မွေးတဲ့သဘောနော်နင်းနေတဲ့သဘောရှိတဲ့အတွက်ကြောင့်ဒီပရမတ္ထတရားဆိုတာဘုန်းတို့စိတ်ဆိုတဲ့ပရမတ္ထတရားနှုညံ့တိမ်မွေးတဲ့အတွက်ပဂရိမျက်လုံးနဲ့လည်းမြင်အောင်ကြည့်လို့မရဘူးလင်းနဲ့လည်းကင်တွယ်ပြီးတော့ပြလို့မရတဲ့ဒီပရမတ္ထတရားဖြစ်တဲ့ဒီစိတ်ဆိုတဲ့စိတ်လေးကိုမြတ်ဗုဒ္ဓလူသားတွေရဲ့နှလုံးသားမှာလူခန္ဓာကိုယ်မှာရှိတဲ့ဘုရုခန္ဓာကိုယ်မှာရှိတဲ့လေလူခန္ဓာကိုယ်မှာရှိတဲ့တနည်းမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဘယ်တရားလဲစိတ်ဆိုတဲ့တရားဘာတရားလဲစိတ်ဆိုတဲ့တရားပါအဲ့ဒီစိတ်ဆိုတဲ့တရားကိုဘာနဲ့ဥပမာပေးလဲဆိုတော့ဘုန်းတို့နော်ဟောဘုန်းတို့မြတ်ဗုဒ္ဓဘာနဲ့ဥပမာပေးလဲဆိုတော့ရေနဲ့ဥပမာပေးတယ်ဗျာဘာနဲ့ဥပမာပေးလဲရေနဲ့ဥပမာပေးရေနဲ့ဥပမာပေးတယ်ဆိုတော့ဘုန်းတို့ဟောဘုန်းတို့ဘယ်လိုနားလည်ရမလဲအဘိဓမ္မာမြတ်စွာဘုရားစာပေမှာကြည့်လို့ရှိရင်လူသားတိုင်းရဲ့စိတ်ဟာဒီရေနဲ့တူတယ်လို့ဘုန်းတို့ဒေသနာမှာတွေ့ရပါလိမ့်မယ်နော်ဘာတွေ့ရမလဲရေနဲ့တူစိတ်ဟာဘာနဲ့တူရလဲရေနဲ့တူတယ်အဲ့ဒီရေနဲ့တူတယ်ဆိုတော့တိယုံများနဲ့ဘုန်းတို့အဘိဓမ္မာဉာဏ်ကိုရအောင်နော်တရားလိုလားတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတိုင်းဟာဒီစိတ်ဥကြီးနဲ့တူပါတယ်ဆိုတဲ့သဘောတရားလေးသိယုံများနဲ့ဒီစိတ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာကိုသိရှိဖို့အတွက်အထုတ်ဖို့အတွက်အခြေခံကိုရနိုင်မလားဆိုမရနိုင်ဘူးเนาะတောင်ဘုန်းလို့ခင်မိတဲ့စကားနဲ့ပြောလို့ရှိရင်တော့မြတ်ဗုဒ္ဓစိတ်ဆိုတဲ့စိတ်ကိုဘာနဲ့တူတယ်ဒီရည်နဲ့တူတယ်လို့ဥပမာဒေသနာအဖြစ်မြတ်စွာဘုရားပြသတဲ့အတွက်သိရှိရတဲ့ဟာကိုဒါကိုအဘိဓမ္မာတရားကိုเนาะအသိဉာဏ်နဲ့ဆန့်ဆက်ပြီးလို့ရှိရင်အကယ်ဒမီလီဒါဆိုတဲ့အစစ်မြစ်တဲ့အဘိဓမ္မာအတွေ့အခေါ်အဖြစ်သုတ်တာပြီးလို့ရှိရင်ဘုန်းဘုန်းတို့
တရားနာပရိသတ်တို့အားစိတ်ကိုရေနဲ့တူတဲ့ဥပမာလေးကိုနိုင်ရှင်ပြီးတော့တည်ယူဆောင်ပြရမယ်ဆိုလို့ရှိရင်ကဲအလုံးလိုက်ဆိုလိုက်ပါဘုံဘုံဒီဖန်ခွေထဲမှာထည့်ထားတဲ့ရည်ဒီနော်စပွဲပုံမှာတင်ထားတဲ့အတွက်ဖန်ခွေထဲမှာရှိတဲ့ရည်ဒီမတည်ငြိမ်နေဘူးလားတည်ငြိမ်နေပါတယ်နော်အဲ့တည်ငြိမ်တဲ့ရည်လေးကိုစိတ်ထဲမှာအောင်ယူလိုက်စုကြည့်နော်ဒီဆိုတဲ့အချိန်မှာလည်းဘုံဘုံတိုင်ပေးတဲ့အချိန်မှာစကားတစ်လုံးရဲ့အဓိပ္ပာယ်လေးကိုတစ်လုံးချင်းနှလုံးသွင်းဆင်ခြင်ပြီးလို့ရှိရင်ဘုံဘုံဘယ်လိုမလဲလိုက်စုကြည့်ရမယ်ကဲလိုက်စုကြည့်ပါတည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုတည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုတည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုကဲတရားနာပရိသတ်ဖြစ်တဲ့ဘုန်းတကာကြီးများကဲနှလုံးသွင်းပြီးလို့ရှိရင်ကိုယ်သဘောလေးနဲ့ကိုယ်စုကြည့်တည်ငြိမ်သောရည်သည်ကြည်လင်အေးမြတည်ငြိမ်တဲ့ရည်သည်ဘာဖြစ်တယ်ကြည်လင်ပြီးအေးမြတည်ငြိမ်တဲ့ရည်ဟာကြည်လင်ပြီးတော့အေးမြနေပါတယ်တဲ့နော်အဲ့ဒါဒီရည်ရဲ့ဥပမာကိုကိုယ့်ရဲ့စိတ်ဆိုတဲ့နိုင်ရှိကြည့်ဖို့နော်ဥပမာရနော်ကဲကိုယ်စိတ်ကိုပြန်ကြည့်ဖရာတပည့်တော်ဤစိတ်ဟာလဲတည်ငြိမ်သောအခါကြည်လင်ပြီးအေးမြပါသည်ဖရာဖရာတပည့်တော်ဤစိတ်ဟာလဲတည်ငြိမ်သောအခါကြည်လင်ပြီးအေးမြပါသည်ဖရာစိတ်ဆိုတဲ့စိတ်နဲ့ရေဆိုတဲ့နော်ရေပေါ်မှာတင်စားပြီးတော့ဒီရေနဲ့ဒီစိတ်ကိုဥပမာဥမေအားဖြင့်နိုင်ရှင်ပြီးတော့ကြည်တတ်တဲ့အသိဉာဏ်လေးတစ်ခုရတဲ့အချိန်မှာကဲအပြည့်စုံလေးနှလုံးသွင်းဖို့အတွက်ဆိုကြည့်ရအောင်တည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုဖရာတပည့်တော်ဤစိတ်ဟာလဲတည်ငြိမ်သောအခါကြည်လင်ပြီးအေးမြပါသည်ဖရာတည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုဖရာတပည့်တော်ဤစိတ်ဟာလဲတည်ငြိမ်သောအခါကြည်လင်ပြီးအေးမြပါသည်ဖရာရည်နဲ့စိတ်နဲ့တူတယ်ဆိုတဲ့သဘောဝါလေးကိုအစစ်မြစ်တဲ့အဘိဓမ္မာသဘောတရားအဖြစ်နော်ဒီလိုမျိုးဘုံဘုံတို့အစစ်တမ်းမြင့်မြင့်အဘိဓမ္မာတရားတော်တစ်ခုကိုသုတ်တတဝိဗန္ဒဆင်ခြင်တတ်ဖို့အတွက်ဒီရည်နဲ့ဒီစိတ်ဟာဗဏိပပုံတူတယ်ဆိုတာနော်စိတ်ရဲ့တည်ငြိမ်တဲ့သဘောဝါကိုလူသားတိုင်းအသိဉာဏ်ရှိတဲ့လူသားတိုင်းအသိဉာဏ်ရှိတဲ့လူသားတိုင်းကိုယ်စိတ်လေးကိုသုတ်တဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ရဲ့တည်ငြိမ်တဲ့အချိန်ခါလေးတွေမရှိဘူးလားရှိပါတယ်ဆရာတည်ငြိမ်တဲ့အချိန်ခါလေးတွေမှာကိုယ့်ရဲ့စိတ်ဟာကြည်လင်ပြီးတော့ပျော်ရွှင်မှုချမ်းမြေ့မှုဆိုတဲ့သဘာဝလေးနဲ့တွေ့ကြုံနေရတဲ့ဆင်းရဲနေမလားချမ်းသာနေမလားချမ်းသာနေပါမယ်ချမ်းသာနေတယ်နော်ဘိုးတို့ကကြီးနော်မှန်ပါပါခင်ဗျာကဲစိတ်ဆိုတာမြတ်ဗုဒ္ဓယမကအစုံဖြစ်တယ်တဲ့စိတ်ဆိုတာဘာဖြစ်တယ်ယမကအစုံဖြစ်တယ်တဲ့နော်အဲ့ဒီမှာဘုံဘုံလို့တည်ငြိမ်တဲ့ရေဆိုတဲ့သဘာဝရှိသလိုဟောဒီရေခွဲလေးကြည့်နော်ကဲဘုံဘုံကဆွဲပြီးလုံလိုက်ပြီနော်ဆွဲလုံရတဲ့ကြောင့်ဒီဖန်ခွေထက်မှရှိတဲ့ရေဒီဘောင်မင်မခတ်သွားဘူးလားတည်ငြိမ်တဲ့ရေရှိသလိုဘောင်မင်ခတ်တဲ့ရေလည်းမရှိဘူးလားဘုံကရှိရနော်အဲ့ဒါကြောင့်ကဲအဲ့ရေရဲ့ဒီ nature လေးကလိုက်စုကြည့်အောင်ဘောင်ပင်ခတ်သောရည်သည်အနေတွေထ၍နောက်ကျသလိုဘောင်ပင်ခတ်သောရည်သည်အနေတွေထ၍နောက်ကျသလိုဖရာတပည့်တော်ဤစိတ်ဟာလဲအာယုန်နဲ့
အာယုန်နဲ့ ထိတွေ့သောအခါ ထိတွေ့သောအခါ ဘောင်ပင်ခတ်၍ ပေါင်းရင်ခတ်၍ စုပူတောင်းကြပါတော့တယ်ဗျာ သူကိုတောင်းကြပါတော့တယ်ဗျာ ကဲတည်ငြိမ်တဲ့ရည်ရှိသလိုဘောင်ပင်ခတ်တဲ့ရည်လည်းမရှိဘူးလားရှိတယ်နော်ကိုယ့်ရဲ့ခန္ဓာမှာရှိတဲ့ဒီစိတ်ရဲ့နိချတဲ့ဒီစိတ်တဘာဝလေးနဲ့ကြည်လိုက်တည်ငြိမ်တဲ့အချိန်ကရှိသလိုအာယုန်နဲ့ထိတွေ့တဲ့အချိန်မှာနော်မကျေနပ်စရာအာယုန်တစ်ခုနဲ့ထိတွေ့တော့ဘာဖြစ်ပြီလဲဒေါသဆိုတဲ့စိတ်ထဲမှာအနေတွေထပြီးလို့ရှိရင်နှုတ်ကကြမ်းထန်တဲ့စကားမပြောချင်ဘူးလားပြောချင်ပါတယ်ဗျာအဲ့စိတ်ထဲမှာမကျေနပ်တဲ့ဒေါသဆိုတဲ့တရားတွေနော်စုဖွဲ့လာတဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့ကြမ်းထန်တဲ့အကူအမှုရတယ်မဖြစ်လာဘူးလားဖြစ်လာပါတယ်ဝစီကံရဲ့တောင်းကြမှုကာယကံတောင်းကြမှုဆိုတာအာယုန်နဲ့ထိတွေ့ရတဲ့ပြိုင်နဲ့ဒီစိတ်ဆိုတဲ့စိတ်လေးကိုနော်တတိတိလော့သွားတဲ့အချိန်မှာဘာဖြစ်သွားပြီလဲဟုတ်နော်ပေါမင်ခတ်သောရည်သည်အနေတွေထားပြီးတော့နောက်ကျသွားသလိုလူသားတွေရဲ့ခန္ဓာမှာရှိတဲ့စိတ်ဟာလည်းအာယုန်နဲ့ထိတွေ့တဲ့အချိန်မှာဘာဖြစ်တတ်လဲနော်နော်လောဘဒေါသဆိုအနေတွေထားပြီးတော့မစုဘူးလားဒီနှုတ်ရဲ့ကြံ့ထမ်းမှုကာယကံကြံ့ထမ်းမှုဆိုတာဘဖို့လို့လူနဲ့ပတ်ဝန်းကျင်မှာကဘာမှာရှိတဲ့နော်လူသားအားလုံးစိတ်ရှိတဲ့လူသားအားလုံးရဲ့စိတ်မှာဘဖို့လို့ဒီတဘာဝဒီနိချလေးနှစ်ခုဟာနော်စိတ်ရဲ့တည်ငြိမ်မှုနဲ့စိတ်ရဲ့ပေါင်းပင်ခံမှုဆိုတဲ့အကြောင်းတရားနှမျိုးဖြစ်ပြီးတော့လူနဲ့ပတ်ဝန်းကျင်မှာအကောင်းနဲ့အဆိုးဆိုတဲ့အမှားနဲ့အမှန်ဆိုတဲ့သဘောဝတစ်ခုဟာအထင်အရှားမရှိနေဘူးလားဖြစ်ပါဘူးအဘိဓမ္မာဆိုတာသဘာဝဆိုတဲ့ဒီသဘောတရားလေးဟာဘုံဘုံတို့ပြောင်းလဲလို့ရလားမရဘူးနော်အဲ့ဒါကြောင့်စိတ်ဆိုတဲ့ဒီစိတ်အဘိဓမ္မာတရားကိုယနေ့သာသနာထွန်းကားလာတဲ့ခေတ်မှာအဘိဓမ္မာတရားတွေနဲ့ပတ်သက်ပြီးတော့မိမိမှာရှိတဲ့စိတ်ဆိုတဲ့စိတ်လေးကိုနော်အပရာအဘိဓမ္မာနော်ကိုယ်မှာရှိတဲ့စိတ်လေးကိုဘယ်လိုအသုံးချမလဲမိကုံလေးထုတ်လိုက်စမ်းပါနော်ကိုယ်မှာရှိတဲ့စိတ်လေးဒီနော်တည်ငြိမ်တဲ့စိတ်လည်းမရှိဘူးလားရှိပါဘောင်းမင်းခတ်တဲ့စိတ်လည်းမရှိဘူးလားရှိတယ်နော်ကဲကိုကောင်းရန်အကြောင်းမှန်ကိုဉာဏ်နဲ့ဆင်ခြင်ပြီးလို့ရှိရင်အမှန်တရားကိုလိုလားပြီးတော့နော်အမှားဆိုတဲ့တရားတွေကိုပယ်ရှားနိုင်ဖို့အတွက်ဒီနေ့ဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့ခေတ်မှာနော်ဗုဒ္ဓအဘိဓမ္မာတရားကိုလေ့လာနေကြတယ်လိုက်စားနေကြလူသားတိုင်းဒီဗုဒ္ဓရဲ့ခန္ဓာအရှိကိုဉာဏ်နဲ့သိဖို့အတွက်ခန္ဓာတရားကိုဉာဏ်နဲ့ပိုင်းခြားဖို့အတွက်အဘိဓမ္မာဆိုတဲ့အတိတရားကိုလိုလားတဲ့ပုဂ္ဂိုလ်အလုံးဒီမိမိမှာရှိတဲ့နော်လူသားတိုင်းမှာရှိတဲ့စိတ်ဆိုတဲ့စိတ်ရဲ့ဒီ nature လေးကိုစိတ်ရဲ့သဘာဝလေးကိုမြတ်ဗုဒ္ဓကနေပြီးစိတ်ဆိုတာဒီရည်နဲ့တူတယ်လို့ဥပမာမပြထားဘူးလားပြထားပါဘူးအဲ့ဥပမာပြထားတဲ့ဒီရည်နဲ့ဗဏိပပုံတူတယ်ဆိုတဲ့သဘာဝလေးတစ်ခုကိုထင်ရှားဖို့အတွက်နော်အစစ်မြင့်တဲ့အဘိဓမ္မာတရားပြသုတ်တတဲ့အချိန်မှာရည်တည်တည်ငြိမ်တဲ့ရည်ရှိသလိုပေါင်းမခတ်တဲ့ရည်လည်းရှိတယ်တည်ငြိမ်တဲ့ရည်တည်အနေတွေဟာနော်ငြိမ်ပြီးလို့ရှိရင်ဘုံလို့တည်ငြိမ်သောရည်တည်ကြည်လင်းပြီးလို့ရှိရင်အိမြနေသလိုလူသားအလုံးမှာရှိတဲ့စိတ်ဟာလည်းတတ္တဝါအလုံးမှာရှိတဲ့စိတ်ဟာလည်းနော်တည်ငြိမ်နေတဲ့အချိန်မှာကြည်လင်းပြီးတော့အိမြနေပါတယ်တဲ့နော်ဒီစိတ်ဆိုတဲ့စိတ်ဒီရည်လိုပါပဲတဲ့တကြီးတစ်ခါမှဖုံးလို့ဘောင်းမင်မခတ်တာဘူးလားအဲ့လိုဘောင်းမင်ခတ်တဲ့အတွက်ကြောင့်ဘောင်းမင်ခတ်တဲ့အချိန်မှာရည်မှာရှိအောက်မှာရှိတဲ့ရည်တွေအနေထားပြီးလို့ရှိရင်ဒီရည်ကဘာဖြစ်သွားပြီလဲနောက်ကျသွားတယ်လို့ပဲတဲ့လူသားတွေမှာရှိတဲ့စိတ်ဟာလည်းနော်ဘာဖြစ်တတ်လဲအာယုန်နဲ့ထိတွေ့သောအခါမှာနော်လောဘဒေါသဆိုတဲ့အနေတွေကဘောင်းမင်ခိုင်းမထားလာဘူးလားအဲ့လိုထားလာတဲ့အချိန်မှာလူသားတွေကနော်ဘာဖြစ်ကြတယ်နော်စုပူတောင်းကြမှုတွေမဖြစ်လာဘူးလားဖြစ်လာပါတယ်ဒါကြောင့်နော်ဘုံဘုံလို့ဒီ
စုပူတောင်းကြမှုဆိုတဲ့ဖြစ်လာတဲ့သဘောအလေးကိုနော်ဘုဘလို့လင်္ကာစာအားဖြင့်အလွယ်တကူသိရှိနိုင်ဖို့အတွက်ဟုတ်လားတည်ငြိမ်သောရည်သည်နော်ကြည်လင်ပြီးအေးမြသလိုဖရာတပည့်တော်တို့ရဲ့စိတ်ဟာလည်းတည်ငြိမ်သောအခါမှာကြည်လင်ပြီးအေးမြပါလိမ့်ဖရာနော်ဘောင်မင်ခတ်သောရည်သည်အနေတွေထား၍နောက်ကျသလိုဖရာတပည့်တော်တို့ရဲ့စိတ်ဟာလည်းဘာဖြစ်တတ်တယ်အာယုန်နဲ့ထိတွေ့သောအခါနော်လောဘဒေါသဆိုတဲ့အနေတွေထားတော့စုပူတောင်းကြတတ်ပါတယ်ဖရာအဲ့ဒါဘုန်းတို့အဘိဓမ္မာဆိုတဲ့တရားသဘောကိုစိတ်ဆိုတဲ့အဘိဓမ္မာသဘောတရားလေးတစ်ခုဘုန်းတို့ယခုလိုမျိုးသိရှိခွင့်ရတဲ့အတွက်တို့ဘုရားဘာသာများနော်မြတ်စွာဘုရားသာသနာနဲ့တွေ့ကြုံရတဲ့အတွက်မြတ်စွာဘုရားရဲ့ဟောကြားတဲ့အတော်မတန်မှနှုညံ့သိမ်မွေးတဲ့ခန္ဓာရှိတဲ့လူသားတိုင်းမှာရှိတဲ့ဒီစိတ်ဆိုတဲ့စိတ်ရဲ့သဘာဝလေးဒီစိတ်ရဲ့အနေချာလေးကိုသိရှိခွင့်ရတဲ့အခြေအစားပြီးတော့မိမိကိုယ်ကိုမိမိလောကမှာလူရည်လို့ဖြစ်လာလို့ရှိရင်တရားနာနေတဲ့ဖုန်းငါကြီးတို့ကိုယ့်ကိုယ်ကိုမချမ်းသာခြင်းဘူးလားချမ်းသာခြင်းပါလေဗျာကိုယ့်ကိုယ်ကိုမတော်ခြင်းဘူးလားတော်ခြင်းပါလေကိုယ့်ကိုယ်ကိုမကောင်းခြင်းဘူးလားကောင်းခြင်းပါလေဗျာလူတိုင်းကကိုယ့်ကိုယ်ကိုချမ်းသာခြင်းတဲ့လူတွေကြီးပဲကိုယ့်ကိုယ်ကိုဆင်းရဲခြင်းတဲ့လူရည်လို့ရှိလားမရှိဘူးနော်လောကမှာလူရည်လို့ဖြစ်လာလို့ကိုယ့်ကိုယ်ကိုချမ်းသာခြင်းတဲ့လူတွေကြီးပဲကိုယ့်ကိုယ်ကိုတော်ခြင်းတဲ့လူတွေကြီးပဲကိုယ့်ကိုယ်ကိုကောင်းခြင်းတဲ့လူတွေကြီးပဲသို့တော့မိမိကိုယ်ကိုမိမိချမ်းသာဖို့အတွက်ကိုယ်မှာရှိတဲ့စိတ်လူသားတိုင်းမှာစိတ်ဆူမရှိဘူးလားရှိပါလေအဲ့ဒီစိတ်ဆိုတဲ့စိတ်လေးကိုဘယ်လိုထားမလဲတနည်းစိတ်ဆိုတဲ့အဘိဓမ္မာတရားကိုအပရိုက်အဘိဓမ္မာကိုယ်စိတ်ကိုကိုယ်ဘဝအတွက်ကိုတန်ဖို့ရှာဘယ်လိုအသုံးချမလဲနော်တခါကြီးတို့ဒါခက်မိတဲ့စကားနဲ့တုံ့နှုတ်ပြရတဲ့ခါကျတော့စိတ်ဆိုတဲ့အဘိဓမ္မာတရားကိုအပရိုက်အဘိဓမ္မာဟုတ်လားကိုယ်ဘယ်လိုအသုံးချမလဲဟောတည်ငြိမ်တဲ့စိတ်နဲ့ဘောင်းမင်ခတ်တဲ့စိတ်ရှင်းတယ်နော်တည်ငြိမ်တဲ့စိတ်ဖြစ်လို့ရှိရင်ဘာဖြစ်မလဲကြည်လင်ပြီးအေးမြတဲ့အတွက်ဆင်းရဲမလားချမ်းသာမလားချမ်းသာပါချမ်းသာခြင်းအလိုရှိတဲ့အမျိုးကောင်းသားသည်မိမိမှာရှိတဲ့စိတ်ဆိုတဲ့စိတ်လေးကိုဘယ်လိုထားမလဲတည်ငြိမ်အောင်ထားမယ်ဆိုတဲ့အဘိဓမ္မာကိုနော်အခုလိုမျိုးဖုံဖုံလို့နော်ဟောကြားတဲ့နော်သင်ကြားတဲ့အခြေလေးမှာလူသားတိုင်းမှာရှိတဲ့စိတ်တည်ကိုယ်မှလည်းမရှိဘူးလားကိုယ်မှရှိတဲ့စိတ်တည်ကဘာမှာရှိတဲ့လူသားအလုံးမှာလည်းဒီစိတ်ရမရှိဘူးလားရှိပါဘူးဒါကြောင့်လူသားအလုံးမှာတူများတဲ့ဒီစိတ်ရှိတယ်ဆိုတဲ့သဘာဝလေးကိုဒီနေ့ချလေးကိုကိုယ်ကသိရှိရပြီးတဲ့အချိန်မှာယနေ့ဗုဒ္ဓဘာသာဖြစ်ခွင့်ရတဲ့အတွက်ဗုဒ္ဓရဲ့အဘိဓမ္မာဆိုတဲ့အခြေခံဆိုတဲ့ဗုဒ္ဓရဲ့အဘိဓမ္မာတရားတဲ့စိတ်ဆိုတဲ့နော်တရားတော်လေးတစ်လုံးကိုယ်ရဲ့ခန္ဓာကိုယ်ထဲမှာဗနိဗ္ဗာန်ရှိနေတယ်နော်ဟောဒီရည်လေးဥပမာပေးတဲ့ဒေသနာတော်အရာတည်ငြိမ်တဲ့စိတ်နဲ့ဘောင်ဝင်ခတ်တဲ့စိတ်တည်ငြိမ်တဲ့စိတ်ရှိတဲ့ခန္ဓာကိုယ်ဒီချမ်းသာခြင်းကိုဆောင်တယ်နော်ဘုရားကြီးနော်ဘောင်ဝင်ခတ်တဲ့သဘောကိုဆောင်တဲ့စိတ်ဒီဆင်းရဲခြင်းကိုဆောင်တယ်ဒါကြောင့်ကိုယ့်ကိုယ်ချမ်းသာခြင်းကိုလူတိုင်းအလိုလားတဲ့ပုဂ္ဂိုလ်ဒီကိုယ်စိတ်ကိုယ်ဘယ်လိုထားမလဲတည်ငြိမ်အောင်ပါတည်ငြိမ်အောင်ထားမယ်ဆိုတဲ့စိတ်တနိယမှာစိတ်ရဲ့သဘာဝလေးတစ်ခုကိုသိရှိနားလည်ဖို့အတွက်နော်ဘုံဘုံဒီမှာသင်ကြားပြသပြီးဖြစ်ပါတယ်ဒါကြောင့်အလုံးလိုက်ဆွလိုက်စမ်းပါတည်ငြိမ်သောရည်သည်ကြည်လင်ပြီးအေးမြသလိုဖရာတပည့်တော်တို့ဤစိတ်ဟာလည်းတည်ငြိမ်သောအခါကြည်လင်ပြီးအေးမြပါသည်ဖရာကဲတည်ငြိမ်တဲ့အရေးရှိသလိုဖုံဖုံတို့ရေရဲ့သဘောဝသည်ဘောင်မင်ခတ်တဲ့အချိန်လည်းမရှိဘူးလားရှိပါပါဗျာဘောင်မင်ခတ်သောရည်သည်အနေတွေထ၍ဘာဖြစ်မလဲ
နောက်ကျသွားတယ်လို့ဟောဖရာတပည့်တော်တို့ဤစိတ်ဟာလဲဘောင်မေခတ်သောအခါဘာဖြစ်မလဲစုပူတောင်းကြပါတော့တယ်ဖရာနော်အာယုန်နဲ့ထိတွေ့လိုက်တာတပြိုင်နဲ့နော်မျက်လုံးနဲ့ဘာနဲ့ထိတွေ့မလဲအဆင့်နဲ့ရူပယုံဟိုနော်နားနဲ့သောတာနဲ့တတ္တယုံနှာခေါင်းနဲ့အနံနဲ့ခန္ဓာယုံဒီပါးစပ်နဲ့ယတာနဲ့ဇေဝယုံနော်ခန္ဓာကိုယ်နဲ့ဖွတ်တပါယုံနော်စိတ်နဲ့မနှောနဲ့ဓမ္မယုံနော်အဲ့တော့တွေ့ကြုံတိုင်းမှာကိုယ့်ရဲ့စိတ်လေးကိုပေါင်းမခတ်အောင်မတုံလုံးအောင်ကိုယ့်ရဲ့စိတ်လေးကိုနော်မြတ်ဗုဒ္ဓရဲ့အဆုံးမှာဖြစ်တဲ့အဘိဓမ္မာတရားရဲ့စိတ်ရဲ့တဘာဝစိတ်ရဲ့နေချာလေးကိုသိရှိတဲ့အကျင့်အမျိုးကောင်းသားသည်ဗုဒ္ဓဘာသာဖြစ်တဲ့အမျိုးကောင်းသားသည်ကိုကောင်းရဲ့အကြောင်းမှန်ကိုညံမှာဆင်ခြင်မိလို့ရှိရင်ကိုရဲ့စိတ်လေးကိုတည်ငြိမ်အောင်ထားမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲကိုလိုလားတောင်းတရတဲ့ချမ်းသာခြင်းဆိုဒုက္ခကိုဧကံမုတ်ချရမှာအမှန်မလွဲဖြစ်တယ်။ဒါကြောင့်ပတ္တိတေစီတံကြံကြီးเสียနိုင်လဲမတောင်းမတရဖြစ်ပေါ်လာလဲရင်မကြောင်းကြအပ်သဖြင့်အမြတ်ခေါ်ဆိုနိဗ္ဗာန်ဆိုတဲ့အောင်စုပန်းကိုပတ္တိတေစီတံကြံကြီးเสียနိုင်လဲမတောင်းမတရဖြစ်ပေါ်လာလဲရင်မကြောင်းကြအပ်သဖြင့်အမြတ်ခေါ်ဆိုနိဗ္ဗာန်ဆိုတဲ့အောင်စုပန်းကိုလေဘယုံတောင်းတာကြောင်းကြနဝပါကင်ဒုက္ခတွေဖဲခွာရှင်းလို့မို့လင်ငယ်ပိုင်ပိုင်ရယူတော်မူနိုင်ကြပါစေကုန်တည်းတရားပိုင်ရှင်ဖြစ်တော်မူသောမဟာကရုဏာသခင်ဘုရားရှင်ကိုရောမြတ်ကြီးအားကာယဝစီမနှောင်းချီလျက်သုံးဏီဒေါရပနာမဖြင့်သုံးပါးပြောင်းပြော့မှန်ကိုလျှော်၍အလုံးရှိခိုးကြောကြပါစို့ဗုဒ္ဓမေတရဏံလိုက်စို့ဗုဒ္ဓမေတရဏံဣညာဏတိဗုဒ္ဓံတရဏံကိစ္ဆာမိရှင်တော်မြတ်ဖရာသည်ဖရာတပည့်တော်ဤအာကိုရာအစေအမှန်ပင်ဖြစ်ပါသည်ဖရာဖရာတပည့်တော်အားရှင်တော်မြတ်ဖရာမတပါအာကိုရာလည်းမရှိပါဖရာအာထာရာလည်းမရှိပါဖရာမိခိုရာလည်းမရှိပါဖရာကြီးညိုရာလည်းမရှိပါဖရာရှင်တော်မြတ်ဖရာသည်ဖရာတပည့်တော်ဤကိုယ်ွယ်ရာအစေအမှန်ပင်ဖြစ်၏ဟု၍ဖရာတပည့်တော်ဤစိတ်ထဲမှာဖရာတပည့်တော်ဤရင်ထဲမှာမိဝေစီကအတိအမှန်ပြုလိုက်ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုပါဘုရား
ဒုတိယအပိုင်းအနေနဲ့စေတသိက်ဆိုတဲ့တရားရုပ်ဆိုတဲ့တရားနိဗ္ဗာန်ဆိုတဲ့ဘုရားဘာသာတိုင်းလူလားတောင်းတအပ်တဲ့တရားကိုအဘိဓမ္မာဉာဏ်သိရောက်ပြီလို့ရှိရင်ခန္ဓာမှာရှိတဲ့စိတ်ဆိုတဲ့တရားစေတသိက်ဆိုတဲ့တရားရုပ်ဆိုတဲ့တရားဒီနိဗ္ဗာန်ဆိုတဲ့တရားသည်ခန္ဓာရှိတဲ့လူသားတိုင်းမှာဒီပရမတ္ထတရား၄ပါးအထင်ရှားရှိတဲ့အတွက်တရားတော်ဆိုတာခန္ဓာရှိတဲ့လူသားတိုင်းမှာရှိပြီးသားဖြစ်တယ်။ဒါကြောင့်မိမိခန္ဓာမှာရှိတဲ့နိဗ္ဗာန်ဆိုတဲ့အထွတ်အမြတ်တရားကိုလူလားတောင်းတပြီးတော့နိဗ္ဗာန်ဆိုတဲ့တရားကိုရှာမိနေကြတဲ့ဗုဒ္ဓဘာသာနဲ့ဝင်တူတော်စင်များသည်တရားရှာတော့ဘယ်မှာရှာမလဲခန္ဓာမှာရှာမယ်မိမိခန္ဓာမှာရှိတဲ့တရားကိုပဲမိမိရှာမှာဖြစ်တဲ့အတွက်နိဗ္ဗာန်ဆိုတဲ့တရားဟာမိမိခန္ဓာအတွင်းမှာပဲရှိပါတယ်ပရမတ္ထတရား၄ပါးဆိုတာခန္ဓာရှိတဲ့လူတရားတိုင်းမှာအမှန်တကယ်ရှိတဲ့တရားဖြစ်တဲ့အတွက်နိဗ္ဗာန်ဆိုတဲ့တရားသည်ခန္ဓာရဲ့အပြင်ဘက်မှာရှိတဲ့တရားလားခန္ဓာရဲ့အတွင်းမှာရှိတဲ့တရားလားခန္ဓာရဲ့အတွင်းထဲမှာရှိတဲ့တရားခန္ဓာရဲ့အတွင်းထဲမှာရှိတဲ့တရားပဲဖြစ်တယ်ခန္ဓာရဲ့အပြင်ဘက်မှာရှိတဲ့တရားမဟုတ်ဘူးနော်အဲ့လိုမျိုးဘုန်းဘုန်းတို့ဘုရားဘာသာဖြစ်တဲ့တပိဋကများသည်မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာတရားကိုဟောကြားမှုနာယူမှတ်သားခြင်းသင်ကြားမှုကိုနာယူမှတ်သားခြင်းအဘိဓမ္မာဆိုတဲ့တရားတော်ကိုဆုံးမမှုကိုနာခံမှတ်သားခြင်းဖြင့်ဗုဒ္ဓရဲ့အလိုတော်ကြဖြစ်တဲ့အဘိဓမ္မာတရားတော်အရာနိဗ္ဗာန်ဆိုတာဘယ်မှာရှိပါလဲခန္ဓာထဲမှာပဲရှိတယ်နိဗ္ဗာန်ဆိုတာအပြင်လောကဓာတ်တစ်ခွင်မှာနော်ခံစားစရာစံစားစရာဖြစ်တဲ့ဘုံဘုံတို့တိချာဘုံဘိမှန်ကြီးတစ်ခုလို့နော်ယုံမတန်တရားဖြစ်เสียလို့သလားလို့တော့ပါဘူးခင်ဗျာနိဗ္ဗာန်ဆိုတာခန္ဓာထဲမှာပဲရှိတယ်အဲ့ဒီခန္ဓာထဲမှာရှိတဲ့နိဗ္ဗာန်ဆိုတဲ့နိချာလေးအဘိဓမ္မာရဲ့သဘောဝါလေးသိဖို့နော်စေတသိက်ဆိုတဲ့တရားလေးနဲ့စတင်ပြီးတော့ဥတည်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်နော်စေတသိက်ဆိုတဲ့အဘိဓမ္မာဆိုတဲ့ပရမတ္ထတရားသည်လည်းပဲခန္ဓာရှိတဲ့လူသားတိုင်းမှာမရှိကြဘူးလားဒါကြောင့်တရားနာနေကြတဲ့အလုံးတပိဋကများရဲ့ခန္ဓာမှာဘာရှိလဲစေတသိက်ဆိုတဲ့တရားရှိတယ်စေတသိက်ဆိုတဲ့ဟာပါဠိဘာသာမဂရဘာသာအဖြစ်မြတ်ဗုဒ္ဓဟောကြားတဲ့ဒေသနာဖြစ်တယ်ဘုန်းဘုန်းတို့တရားနာနေကြတဲ့ပရိသတ်များအမိမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စေတသိက်ဆိုတဲ့တရားကိုမြန်မာလူဘယ်လိုနားလည်ရမှာလဲဒါလေးသိထားအောင်အရေးမကြီးဘူးလားအရေးကြီးပါဘူးအဲ့ဒါဘုန်းဘုန်းတို့စာပေအားဖြင့်ဆရာတော်ဘုရားကြီးများစာပေရဲ့စာစကားဖြင့်သုတ်တတာစေတသိက်ဆိုတာစိတ်ကိုခြေလေတဲ့တရားတဲ့။ဘာတရားပါလဲ။စိတ်ကိုခြေလေတဲ့တရားပါ။စေတသိက်ဆိုတာဘယ်လိုတရားမျိုးပါလဲ။စိတ်ကိုခြေလေတဲ့တရားပါ။စိတ်ကိုခြေလေတဲ့တရားမျိုးဒီလိုမှတ်သားထားရမယ်နော်။မှန်ပါပါ။စိတ်ကိုခြေလေတဲ့ဆိုတဲ့ဟာလေးကိုဒါလည်းဘုံဘုံတို့စာပေစကားဖြစ်တဲ့အတွက်ဘုံဘုံတို့ပြဝဝနားလည်လားဆိုတော့ခြေလေတဲ့ဆိုတာဘယ်လိုခြေလေတာပါလဲလို့ဘုံဘုံတို့တွေးရောစရာသုတ်သားစရာဝေဖန်စရာလေးမဖြစ်လာဘူးလားအဲ့ဒီသုတ်သားစရာဝေဖန်စရာဖြစ်လာတဲ့စေတသိက်ဆိုတာစိတ်ကိုခြေလေတယ်ဆိုတဲ့သဘာဝလေးကိုနော်မြတ်ဗုဒ္ဓရဲ့ဒေသနာတော်မှာစေတသိက်ကိုဘာနဲ့ဥပမာပေးလဲဆိုတော့နော်အယောင်ရှိတဲ့ဆိုးစီးလိုပါပဲတဲ့ဗါတဲ့အယောင်ရှိတဲ့ဆိုးစီးလိုပါပဲအယောင်ရှိတဲ့ဆိုးစီးလိုပါပဲကဲဘုံဘုံလို့အယောင်ရှိတဲ့ဆိုးစီးကိုလူသားတိုင်းမတွေ့ကြုံခဲ့ဘူးလားတွေ့ကြုံခဲ့ရတဲ့နော်ကဲမြတ်ဗုဒ္ဓစိတ်ကိုဘာနဲ့ဥပမာပေးလဲရေနဲ့ဥပမာပေးတယ်စေတသိက်ကိုဘာနဲ့ဥပမာပေးတယ်အယောင်ရှိတဲ့ဆိုးစီးအယောင်ရှိတဲ့ဆိုးစီးနဲ့ဥပမာပေးတယ်နော်အဲ့ဒါကိုရှိပညာရှိဆရာတော်ဘုရားကြီးများစာပေလောကအနေနဲ့စာပေအနေနဲ့စေတသိက်ဆိုတဲ့တရားကိုဘယ်လိုတရားမျိုးလို့ဆူဆုံးပါတဲ့ပြုစုစမြရှိတယ်လေစိတ်ကိုခြေလေတဲ့တရားဗါလဲစိတ်ကိုခြေလေတဲ့တရားစေတသိက်ဆိုတာဗါလဲ
စိတ်ကိုချဲလေတဲ့တရားစိတ်ကိုချဲလေတဲ့တရားနော်စေတသိက်ဆိုတာအယောင်ရှိတဲ့ဆိုးစီလိုပဲဆိုတဲ့ဥပမာနိုင်ရှင်တဲ့ဒီရှိပေါ်ရဏစကားဆရာတော်ဖျိုင်းများမိတ်ကြတဲ့စကားနဲ့မြတ်ဗုဒ္ဓဥပမာဆိုတဲ့စကားလေးကိုဥပမယထင်ဟပ်ပြီးလို့ရှိရင်သုတ်တကြည့်အောင်နော်ကဲစိတ်ရပါနဲ့တူတယ်ဟောရည်နဲ့တူတယ်နော်စေတသိက်ရပါနဲ့တူတယ်အယောင်ရှိတဲ့စိတ်နဲ့တူတယ်တဲ့နော်ဘုန်းကြီးနော်ကဲအဲ့တော့ဘုရားကဲကြည်လင်နေတဲ့ဒီရည်လေးရပါနဲ့တူတယ်စိတ်နဲ့တူတယ်နော်ဘုန်းကြီးနော်အဲ့ဒီရည်တဲ့ဘုရားစိတ်အနီလေးတစ်ခုထည့်လိုက်မယ်ဘာပြောင်းလဲသွားပြီလဲနီအောင်ပြောင်းတော့ရည်နီမဖြစ်သွားဘူးလားမှန်ပါဗျာကြည်လင်နေတဲ့ရည်ရနေပြီးတော့စိတ်အနီလေးထည့်ရတော့ရည်နီဖြစ်သွားပြီနော်စိတ်ကိုစေတသိက်ချဲ့လဲလိုက်တယ်လို့စိတ်နဲ့တူတဲ့ဒီရည်ကိုစိတ်အရာကမပြောင်းလဲသွားဘူးလားပြောင်းလဲတဲ့ကာလမချဲ့သားလိုက်ဘူးလားနုညတ်တယ်နော်စကားလေးရနော်ကဲရည်တဲ့ကိုစိတ်အနီလေးထည့်ရတော့ရည်နီဖြစ်သွားတယ်လို့နော်မှန်ပါဗျာဘုန်းကြီးတို့ရဲ့စိတ်ထဲကိုမြင်အောင်ကြည့်ထားနော်လောဘဆိုတဲ့စေတသိက်လေးထည့်လိုက်ဘာဖြစ်သွားပြီလဲလောဘစိတ်ဖြစ်သွားပြီလူကျင်တဲ့စိတ်ဖြစ်သွားနော်ပမာလို့ဟုတ်လားကဲဘုန်းကြီးဒီကြီးထဲကိုစိတ်အမဲလေးထည့်လိုက်ဒီကြီးဘာအယောင်ပြောတော့မလဲရီမဲမဖြစ်သွားဘူးလားရီမဲဖြစ်သွားတယ်ကဲဒေါသစေတသိက်လေးထည့်လိုက်တော့ဘုန်းကြီးရဲ့စိတ်ထဲဒေါသစေတသိက်လေးထည့်လိုက်ပြီတခါကြီးရဲ့စိတ်ကဘာဖြစ်သွားပြီလဲဒေါသစိတ်ဆိုတာမပြောင်းလဲသွားဘူးလားပြောင်းလဲပါတယ်အဲ့ဒါဘုန်းတို့စေတသိက်ဆိုတာရှိစတော်ဖျားများရဲ့နော်စေတသိက်ဆိုတာလူတွေရဲ့စိတ်ကိုခြေလေတဲ့တရားဆိုတဲ့ဟာလဲဘိုးလိုအဓိပ္ပာယ်အဖြစ်မထင်ရှားသွားဘူးလားထင်ရှားပါမြတ်ဗုဒ္ဓနေပြီးတော့ဒီစိတ်စေတသိက်ဆိုတဲ့တရားဒီအယောင်ရှိတဲ့ဆေးလိုပါပဲလို့ဥပမာစကားရအဖြစ်စေတသိက်ကိုဗာနဲ့တင်စားလဲအယောင်ရှိတဲ့ဆေးနဲ့တင်စားပြီးပြောသလိုဘုံမိုးလူရဲ့ခန္ဓာရှိတဲ့တတ္တဝါတိုင်းမှာစိတ်ဆိုတဲ့တရားမရှိဘူးလားရှိပါတယ်ဗျာစေတသိက်ဆိုတဲ့တရားလည်းမရှိဘူးလားရှိပါတယ်ဗျာရှိတယ်နော်အဲ့ဒီစိတ်ဆိုတဲ့တရားလည်းအတော်မတာမှနုညတ်သိမ်မွေးတော့ခက်ခက်နည်းနည်းတဲ့ကံပြီးတော့အမြင်ရတဲ့အတွေ့အကြစိတ်ဆိုတဲ့အတိုင်းတာလည်းအတော်အမတန်မှအရေးအတွေ့အဖြစ်နော်အကျဉ်းအဖြစ်89ပါးရှိတယ်အကျဉ်းအဖြစ်120ပါးရှိတယ်နော်စိတ်ဟာအဲ့ဒီမှာဘိုးလို့သူ့ကိုခွဲခြားမယ်ဆိုတော့အကုသိုလ်စိတ်ကုသိုလ်စိတ်အကုသိုလ်စိတ်ဝိပဿစိတ်ကရိယာစိတ်လို့အဲ့လိုမျိုးလဲဘိုးလို့